ပြမယ်တကယ်ချင်းတို့ပြမယ်နော်ဒီမှာဘော်ဒီနာ845ဒီမှာ845နော်ဆိုးပြမယ်ဘလို့ရောင်ထွက်တော့ဆိုတာဘုံကဘူးအစ်စ်ကြီးနော်ဒိတ်ကလည်းပြမယ်နော်ဒီမှာကြည့်2000မှာ28ထိရှိသေးရနော်ဒိတ်က2028မှာကုန်ပါဒီမှာပြမယ်ဆိုးပြမယ်ဘာရောင်ထွက်လဲဆိုတော့ဒီမှာ845အနီရောင်ထည့်ပြီဒီမှာပြကြည့်အနီရောင်နဲ့စက်နဲ့ဆိုးပြမယ်845တယ်ဗျာဒီမှာကြည့်အောင်ဒီဆေးဘူးကဒါဒိတ်လည်းမလုံဘူးเนาะကျွန်တော်တို့ဒါ2028မှာဒိတ်ကကုန်ပါเนาะမကြည့်ဆေးတွေကတက်နေပါတယ်ဆိုမှတယ်မကြည့်845တယ်ဗျာမကြည့်အောင်မကြည့်ဒီမှာ845ဒီမှာညှစ်ပြမယ်845အရောင်ဘယ်မှာလဲအနီနဲ့သူ့ရဲ့ရောင်တစ်စက်မှမပေါ့မကြည့်မကြည့်အောင်ဘူးကိုဖောက်ကြည့်အောင်လဲဖောက်ပြီးတော့ကြည့်လို့မရဘူးဟုတ်လားဒီမှာဆိုင်မှာဝယ်လာပြီဆိုတော့မှဘူးကအတစ်ကြီးဒီမှာ845အနီရောင်ဒီမှာပြထားတဲ့အရောင်ကတော့ဒီမှာပြထားတဲ့အရောင်ကဒီမှာ845လုံးဝအနီဒီမှာဆေးသားကိုကြည့်လိုက်အောင်ဒီမှာဆေးသားကိုတစ်ချက်ရှိုးဒီမှာဒီမှာလေအနီနဲ့တူတဲ့ဟာတစ်စက်မှမပေါ့ရောဒါဆိုကျွန်တော်အလင်းစင်နော်ဆန္ဒလုံးဝ6ခွန်လောက်မှကျွန်တော်စိုးပြထားတာနော်ဒီမှာကြည့်ဒီမှာကြည့်6ခွန်လောက်မှကျွန်တော်စိုးပြထားတာနော်ဒီမှာခဏဒီချိန်လောက်ဆိုရင်တော့ကွာလင်းစင်6လောက်ခွန်လောက်မှစိုးတဲ့အရောင်ဒီချိန်ဆိုအနီတက်လာတော့မှာဒီမှာကြည့်ဒီမှာကြည့်ဒီမှာတိတ်လည်းမလုံဘူးတော့ဒါ2028မှာကုန်ပါနော်တိတ်ကဒီမှာကြည့်ဘာကြီးလဲပြောချင်တာတော်ရုံလွဲတယ်ဆိုရင်ကျွန်တော်မပြောလို့ပါဘူးဗျာဟလား845ဗျာအနီရောင်ဗျာပန်းရောင်လောက်တန်းသွားတယ်ဆိုရင်တော့မပြောလို့ဘူးဒီမှာကြည့်ဦး845တယ်ဒီမှာကျွန်တော်ပြောချင်တာဗျာ845ဆိုတာထားပါကျွန်တော်945တို့645တို့လောက်တက်လာတယ်ဆိုရင်တော့ကျွန်တော်မပြောလို့ပါဘူးဒီမှာကြည့်ဒိတ်လဲကုန်တယ်လို့ပြောအောင်2028မှာကုန်ပါနော်ဒိတ်ကဒါဆိုရင်ကြည့်ကွာလုံးဝအညိုပဲထွက်တယ်ကွာဒါအလင်းစင်စန္ဒအနက်ပေါ်တော့မဟုတ်ဘူး6ခွန်လောက်မှရှိတဲ့စန္ဒပေါ်စိုးထားတယ်မကြည့်ဦးဒီမှာ945လောက်ထွက်ရင်တော့ကျွန်တော်မပြောလို့645လောက်ထွက်ရင်တော့ကျွန်တော်မပြောလို့ဗျာဟုတ်လားဒီမှာကြည့်ဆေးဘူးကလည်းပြမယ်ဒီမှာကြည့်ဆေးဘူးကလည်းဒီမှာ845မှားစရာအကြောင်းမရှိဘူးဒိတ်ကလည်း2028မှာကုန်ပါဘာလို့အညိုကြီးထွက်နေရလဲဘာကြီးလဲစင်မပြေဘူးနော်